ပင်လေဒီဘက်ကိုရောက်လာပြီပေါ့နော်ဒါလေးကတော့ပင်လေဒီဘက်ကိုရောက်နေတာပါဒါလေးကျတော့ဒီနောက်အဲ့လိုရပါတယ်ဒါပေမဲ့ဒီမှာဝန်ဆောင်မှုစာဖိတ်ကလည်းကောင်းဒီနောက်မှာရေကြောင်းတွေရောက်နေတွေ့ရပါတယ်ဒါလေးကျတော့ခုံလေးပေါ့နော်ဒီဘက်မှာကျတော့မော်တော်ဘုတ်တွေစီးလို့ရပါတယ်အားနဲ့အလီနာကခုံလေးဝယ်လိုက်ပါတယ်ခုံလေးတစ်ခုဝယ်လိုက်ရတယ်အားတော့တယောက်ခုံတီးတန့်ခုံလေးကိုကျွန်တော်ပေါ့နော်အားနဲ့တီးတန့်ခုံလေးလိုက်ပါတယ်အားနဲ့အလီနာတီးတန့်ခုံလေးမှာတယောက်ထဲထိုင်ပြီးတော့နေပါတယ်ပင်လေကြီးကလှပယူကြမော်တော်ဘုတ်စီးချင်လာပါတယ်အဲ့မော်တော်ဘုတ်လာသွားစီးပါမယ်မော်တော်ဘုတ်က1000ခွဲပေါ့နော်အားနဲ့ညီမငွေဒေါ်လာငွေဆို1000ခွဲပေါ့နော်ပေးရပါတယ်အားနဲ့မငွေ1000ခွဲပေးရပါတယ်အားနဲ့အလီနာတို့စီးပါမယ်မော်တော်ဘုတ်စီးပါမယ်သူကလီနာကိုတင်ခေါ်မယ်လို့တော့ပြောပါလီနာကမော်တော်ဘုတ်ကြီးစမောင်းပါပြီဝီအမအလီနာမော်တော်ဘုတ်ဒီနာကိုကန်းကြီးနာကိုဖိုက်လာပါပြီကဲအမအလီနာကိုကန်းကြီးနာမှာမကြတော့ပါမော်တော်ဘုတ်ရေတိန်နဲ့တော့မော်တော်ဘုတ်ဖိုက်တာပါဆိုပြီးတလေးကအိတ်ပါတယ်ထိုင်နေအားနဲ့ပြီးအလီနာမော်တော်ဘုတ်ကလည်းပြီးတော့အလီနာပြန်လာမယ်ပြီးအဆောင်မှာခဏမော်စားပြီးကိုယ်စီရတာဒီပါတော့မယ်ဒါလေးအလီနာကိုအခန်းကိုပြန်ရပါဘောအလီနာကိုဒါလေးအလီနာအခန်းလေးပါအလီနာအမကပြောအုံးကြီးရတွေ့လို့ပေါ့နော်ငါတယောက်ကြီးပြီးတော့အဘတွေကစားခဲ့ပါတယ်ရင်စီးရဲနေပေါ့နော်အလီနာရင်စီးရဲနေပါ